အားလုံးပဲမင်္ဂလာပါဆိုးမမော်ရီဘလော့မှာကြိုဆိုပါရရှင်ဒီနေ့ကအကြိုက်ဆုံးဟင်းတွေကတစ်ခွက်ဖြစ်တဲ့ပေးပုတ်လေးချက်စားဖြစ်တဲ့ဘလော့လေးဖြစ်ပါတယ်ရှင်ဒါကတော့ကျမကြိုက်တဲ့ပေးပုတ်ချက်တဲ့ style လေးပေါ့နော်တငယ်ချင်းတို့ကဘယ်လိုပုံစံလေးကြိုက်ကြလဲမသိဘူးပေါ့နော် comment လေးမှာဝင်ပြောခဲ့လို့ရပါတယ်ရှင်ကျမကတော့စီပြန်လဲမဟုတ်အရေးမပြည့်မကျဲပုံစံလေးပေါ့နော်ကတော့ပဲပုတ်ချက်လေးပေါ့နော်စက်သားလေးကြော်ထားတယ်ဒါကတော့အစိမ်းကြော်တိုးမြုပ်လေးလည်းပြင်ထားတယ်ပေါ့နော်ဒါနဲ့ဆော့ဆော့စားတော့မယ်ပဲပုတ်ချက်စားလို့ရှိရင်လေအများကြီးအဲ့လိုထမင်းနဲ့စားရတာကိုကြိုက်တယ်ပေါ့နော်ပြီးတော့ပဲပုတ်ချက်ကိုနန်းနန်းပင်တို့ဒီအသီးတိုးစရာတို့နဲ့တို့စားတာကိုလည်းအရန်ကြိုက်တယ်ပေါ့နော်စားနေတောင်းနေနေတယ်ဒီထက်ရမှာများတဲ့ခါကျတော့ဆွန်းနေလည်းစားဖြစ်တယ်များထမင်းတွေပါစားလို့မကောင်းတဲ့ခါမျိုးဆိုရင်လေပဲပုတ်ချက်တို့ဒါမှမဟုတ်လေပဲပုတ်ကြော်တို့နဲ့ပေါ့နော်စားလိုက်လို့ရှိရင်တော်တော်လေးထမင်းစားကောင်းပြီးတော့ထမင်းမိန်နေပေါ့နော်စားလို့ကောင်းနဲ့လှိတ်စားပြီးလို့ရှိရင်တော့အကျော်တက်တော့မယ်ပေါ့လေကျမကလေအခုတက်ရွယ်မှာတော့ကြော်တက်တာမဟုတ်ဘူးနည်းနည်းငယ်လေးကအကျော်တက်တယ်လို့ပြောမှာပေါ့နော်အကျော်တက်လေတက်စာကြီးကြိုက်နေတော့လေစားပစ်တာပါပဲအဲ့လိုပေါ့နန်းနန်းမင်းတို့ဘာလို့စားလို့ရှင်လဲအများကြီးစားရတာကိုကြိုက်တယ်ဒါတော့မှဒီတစ်ခါစားတာနဲ့ရှော့ထားတယ်လို့ပြောမှာပေါ့နော်တချို့တွေကတော့ဘောနော်မမထမင်းဟင်းဆိုလို့ရှင်လက်နဲ့စားမှထမင်းမိန်တယ်လို့ပြောကြရဲပေါ့နော်ကျမကတော့ဘာနဲ့စားကိုစားလို့ဝင်နေတာပါပဲငယ်ချင်းတော့ပဲပုတ်ချက်တွေပါကြိုက်ကြလိုက်ရင်ကြိုက်လို့ရှင်လဲ comment မှာဝင်ရေးခဲ့အောင်နော်ဘယ်လိုပုံစံလေးလဲချက်စားရတာကြိုက်တယ်ဆိုတာလေးကိုလေကျမကတော့ကျမအိမ်မှာချက်စားပြီးဆိုလို့ရှင်ပဲပုတ်ချက်ကများသောအားဖြင့်ကျမတယောက်တည်းများစားရတာများတယ်ကျန်တဲ့လူတွေကတော့အကျော်တက်မှာဆိုလို့မစားကြဘူးပေါ့နော်ကျမတယောက်တည်းပဲအပြီးပြင်တွေ့ရတယ်ဆိုတဲ့သဘောပေါ့နော်ဒါတော့ခုတလောကထမင်းကရှော့စားနေရတာဆိုတော့လေနည်းနည်းတော့ရှော့ထားပါတော့တို့သာဆိုကြိုက်ကျမစားတာကြည့်ပြီးတော့သဘောကျလို့ရှိရင်လိုက်ချက်စားကြည့်အောင်နော်ဒီရာသီဥတုနဲ့ဆိုလို့ရှိရင်တော့တော်လေးလိုက်ဖက်နေလိမ့်မယ်လို့ထင်တယ်မိုးအေးနဲ့စားပြီးတော့ကွေးယုံပေါ့နော်ကဲကိုဖေဖေတို့ကတော့လာကက်နေပါပြီတောင်းတာထမင်းစားပြီးလို့ရှိရင်ကြက်သားကြော်စားရမယ်ဆိုတော့တီးတော့လေထမင်းဝိုင်းသားဆိုအများတန်းကက်နေတော့တာပဲအများတန်းရှိတယ်သူကအများတန်းထမင်းဝိုင်းသားမှာလေကဲထမင်းစားပြီးတော့ကော်ဖီလေးတောက်ပြီးတော့ဆုံးသက်ပါမယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျမပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေရှင်